စစ်အာဏာရှင်စနစ်ဆိုတာဘာလဲမြန်မာစစ်အာဏာရှင်တွေရဲ့အလေးအကျင့်တွေကဘာတွေလဲဘယ်လိုအကြောက်တရားတွေနဲ့ပြည်သူလူထုနဲ့တိုင်းပြည်ပေါ်ဖိနှိပ်ရုံမှာရက်ဆက်တာလဲဒါတွေတချို့လဲသတိရကြမှာပါသတိမရမေ့လျော့နေတဲ့လူတွေရှိရင်ကျွန်တော်တင်ပြပေးမှာပါသူတို့ကယနေ့အပြစ်မဲ့တဲ့လူငယ်တွေကိုအဓိကထားပြီးပြစ်ခတ်တပ်ဖြတ်ဖြိုခွင်းနေပါတယ်အဲ့ဒီအခါမေတ္တာတရားဂရုဏာတရားမရှိတော့ဘူးလားတိုင်းသူပြည်သားအချင်းချင်းမိခွန်းနေမေးကြတဲ့လူတွေရှိပါတယ်စစ်အာဏာရှင်စနစ်အရာတော့သူတို့ကမေတ္တာဂရုဏာဆိုတာဘာမှမသိကြတဲ့လူတွေပါတိုင်းပြည်ကအများပြည်သူလူထုရဲ့ဗန္ဒာနဲ့အများပြည်သူလူထုရဲ့ပတ်စံနဲ့ဝယ်ပေးထားတဲ့ကြီးစံတွေတနတ်တွေနဲ့အများပြည်သူကိုဥကောင်းတဲ့တဲ့ကိုချိန်ပစ်တာပါအဲ့တော့ဒီလောက်ရုံမှာကောက်ချက်စင်လဲရက်ဆက်မှုတွေကဘယ်ကနေလာတာလဲစစ်အာဏာရှင်စနစ်ဆိုတာဒီလိုရဲဆက်ဆက်ပြစ်ခတ်တပ်ဖြတ်တဲ့လူတွေကိုယာရုတိုးပေးတာပါရဲဖြစ်ဖြစ်စစ်သားဖြစ်ဖြစ်ယာရုတိုးပေးတာလူယုံစရင်နဲ့ထက်ယာရုတိုးပေးချင်းမြင့်မြောက်စားအဲ့တော့ပျော်ကြီးပြစ်ကြပါလေရောဗျာမတိုင်းမှုတွေရှိတယ်ထားပါတော့ဗျာဟာရန်ကုန်တိုင်းမှာတော့အတကုံပြစ်တာဟိဟာအဲ့တိုင်းမှုယာရုတက်ပြီပဲတိုင်းမှုကနေယာရုထပ်တက်ဆရာရှိသေးလားရှိတာပေါ့ဗျာအခွင့်အရေးတွေထပ်ပြီးတော့ပေးကြတာရကြတာဟုတ်ပြီတိုင်ရင်မှုပဲတိုင်ရင်ဘလောက်ကတိုင်ရင်မှုရက်ဆက်လိုက်တာရဲဆက်ဆက်ဖြိုခွဲတာထားပါတော့မြင်းကြံမှာပေါ့ဗျာအဲ့ဒီလူကိုစွဲတင်တော့တာပဲပြီးခဲ့တဲ့တန်းရွှေတို့ခင်ညွန်းတို့ခက်ကလည်းဒီတိုင်းပဲအရက်ဆက်ဆုံးလူတွေကိုလူယုံအဖြစ်သတ်မှတ်တာအယုံမာဆုံးလူတွေကိုလူယုံအဖြစ်သတ်မှတ်တာအဲ့တော့ဒီလိုစနစ်ကြီးဆိုတော့ဗျာပြည်သူလူထုကိုပြစ်ဖို့အရေးကိုသူတို့လက်မတွန့်တော့တာမန်ရဲတပ်သားတယောက်ကပြစ်တက်လိုက်တယ်ထားသူတက်ကြဖြစ်လာမယ်အဲ့တက်ကြဘဝမှာထပ်ပြီးတော့ပြည်သူလူထုပေါ်ရက်ဆက်ရုံမှာဖိနှိပ်ပြစ်ခတ်တပ်ဖြတ်အရာခံပုံဖြစ်လာစွဲတင်နေခေါ်တယ်ဗျာအဲ့ဒီလိုစနစ်ဟာအင်မတန်ကြောက်စရာကောင်းတယ်ကိုယ်တိုင်းသူပြည်သားအချင်းချင်းအဲ့ဒီလောက်ရဲဆက်ဆက်လောက်တာကဘာမှာတိတ်မရှိတော့မြန်မာပြည်ရဲ့မြောက်ကိုရီးယားဒါအီရန်ကတော့ဘာသာရေးနဲ့နိုင်ငံအနှဲငယ်ပဲရှိတော့တယ်အဲ့တော့သူတို့ကဒီကျွန်တော်တို့စစ်မြေပြင်တို့ဒါကျွန်တော်တို့ရန်ကုန်မြို့လမ်းတွေပေါ်မှာမန္တလေးလမ်းတွေပေါ်မှာမြို့တွေရွာတွေရဲ့လမ်းတွေပေါ်မှာပြစ်ခတ်တပ်ဖြတ်နေတယ်ဆိုတာသူတို့ကစစ်မြေပြင်လို့သဘောထားတာအဲ့ဒီစစ်မြေပြင်လို့နေရာမှာအယုံမှာအရက်ဆက်အကြမ်းဆုံးလုပ်တဲ့လူကိုစုပေးတာဗျာယာတို့တိုးပေးတယ်ဆိုတာစုပေးတာပဲဘလောက်ရက်ဆက်လဲဆိုတော့အဲ့ဒီလိုစစ်မြေပြင်မှာလို့သဘောထားပြီးတော့ပြည်သူလူထုကိုသူတို့ကရဲဆက်ဆက်လုပ်တာဘာလို့လုပ်လဲယာတို့တက်ချင်တယ်ဟိုအပေါ်ကဗိုလ်ချုပ်ကြီးတွေရဲ့အရေးပေးမှုအားပေးမှုချီးမြှောက်မှုကိုခံကျင်တယ်အဲ့တော့အမရိုင်းဆုံးအရက်ဆက်ဆုံးတွေလုပ်ပြအခုလိုသူတို့ရဲ့စစ်စင်ရေးတွေဒါမကဒီကောင်တွေအုပ်ဆိုးမိသွားပြီဆိုရင်သူတို့ကတက်တော်ဝင်ကြီးဌာနလဲသူတို့ပဲတက်အုပ်ချုပ်တာရှိသမျှဝင်ကြီးဌာနစစ်ဗိုလ်ချုပ်တွေတက်အုပ်ချုပ်တာအုပ်ချုပ်တဲ့အချိန်မှာထားပါတော့ဗျာညွန့်ချုပ်ခန့်ရမယ်ဆိုရင်ဟာမန္တလေးမှာအရက်ဆက်ဆုံးဖြိုခွဲခဲ့တဲ့ဘုံမူကြီးဘသူ့ကိုတော့ညွန့်ချုပ်ခန့်လိုက်ပြီဆောက်လို့ရေးဝင်ကြီးဌာနမှာခန့်လိုက်ပြီတစ်တော်ဝင်ကြီးဌာနမှာခန့်လိုက်ပြီညွန့်မှုခန့်လိုက်ပြီဗန္ဒာကြီးနဲ့အခွန်ဝင်ကြီးဌာနမှာကျွန်တော်တို့မြို့နယ်အခွန်ဦးစီးဌာနမှာဘယ်တော့မှဘလို့ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့ဘုံမှုကိုတော့ခန့်လိုက်ပြီလျှက်စစ်ဌာနမှာမြို့နယ်လျှက်စစ်ဌာနမှာအကြီးဆုံးကဘိုးကြီးပြီးတာနဲ့သူတို့ကလက်ပေးလက်ယူတယ်ဒီလိုခန့်ပြီးတာနဲ့အဲ့ဒီသူတို့ရဲ့လက်ကင်ဒုတ်တွေလူတသမားတွေပေါ့ဗျာအယုံအားဆုံးကောင်တွေကိုသူတို့ကပြန်ပြီးတော့လက်စားခိုင်းတာဟိုကောင်တွေကလည်းစားတော့တာပဲမစားဘူးတော့စားခြင်းလို့လည်းဒါတွေလောက်လာတာလीအဲ့တော့စားမယ်စားပြီးအပေါ်ပေးမယ်ဟာတိုင်းပြည်လုံးနောက်ဆုံးရက်ကွက်အုပ်ချုပ်ရေးမှုမြို့နယ်အုပ်ချုပ်ရေးမှုကအစဘိုးကြီးပြုတ်တွေဝင်လာပြီးတော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးမှတ်မိသေးတယ်လမ်းထဲမှာအရက်ပုံးရောင်းတဲ့ကောင်
အနှိတ်ခမ်းထောင်တဲ့ကောင်မဟုတ်တရုတ်ဆေးပစ်တဲ့ကောင်မဟုတ်တရုတ်လှူစားတဲ့ကောင်တွေကရဲတွေထောက်လှမ်းရေးတွေကို informer သတင်းပေးတွေဖြစ်လာပြီးတော့ဘာလုပ်ကြမလဲဒီကောင်တွေဩဇာကြီးတော့မဟုတ်တဲ့ကောင်တွေဩဇာကြီးတော့တာစစ်တပ်နဲ့တဲ့တဲ့ကောင်တွေနောက်ပြီးတော့မဟုတ်တာကြီးပဲလှူစားတာဗျာဒါကြောင့်စစ်အာဏာရှင်စနစ်မှာပညာရှင်တချို့ကဘလို့မှအသက်မရှင်နိုင်ဘူးမရက်တည်နိုင်ဘူးထွက်ပြေးရတော့တာပဲနိုင်ငံတကာကိုပြည်တွင်းမှာမဟုတ်တရုတ်တွေပဲထုံးကားတော့တာအင်မတန်ကြောက်ဖို့ကောင်းတာပြီးတော့ဘာလုပ်မလဲခုနပြောတဲ့အနှိတ်ခမ်းမဟုတ်တရုတ်တွေလှုပ်ရှားကျွန်တော်တို့ဟုတ်မှန်တဲ့တရားမျှတမှုနဲ့အသက်ရှင်နေထိုင်စားတောက်ခြင်းနဲ့အသက်မွေးမှုလုပ်ငန်းတွေအားလုံးကတစနဲ့ပျက်စီးယိုယွင်းလာပညာရှင်တွေမှာတော့သူတို့ဖားတဲ့လူကိုပဲကျွန်တော်တို့ကျမ်းမာရေးဝန်ကြီးရှိခဲ့ဘူးတယ်ပထမကျမ်းမာရေးဝန်ကြီးတော့ဗိုလ်ချုပ်ခန့်တာနောက်တော့မှဆရာဝန်တွေကငဖားတွေကိုခန့်ကျမ်းမာရေးဝန်ကြီးတို့ညွန့်ချုပ်တို့ပါချုပ်တို့ဒါကြောင့်ကျွန်တော်တို့ဆရာဝန်တွေကမခံနိုင်တော့ဘူးအခုတော်လန်ရေးမှာထိတ်ဆုံးကပါဝင်နေကြတာတော်တဲ့လူကိုဆွဲမတင်ဘူးသူတို့ဖားတဲ့ငဖားကြီးတွေဆွဲတင်တာအဲ့ငဖားကြီးတွေကအောက်ကဆရာဝန်တွေကိုစိတ်တိုင်းကြချဲလဲနှိပ်စက်တော်တယ်ဒါပညာရှင်တွေကိုနော်တာမန်လူထုကြားထဲမှာတော့မပြောနဲ့တော့ဟိုတလို့ကကြားမှာပေါ့ဗျာဒီမိုကရေစီခေတ်မှာတော့ရဲချုပ်တယောက်ကရဲမေလေးတွေကိုယာဒူးတိုးခြင်းနေရာဒေသကောင်းကောင်းအောင်ပြောင်းခြင်းကိုခန္ဓာရင်းရတယ်လေဒါတော့ဒီမိုကရေစီခေတ်နော်စစ်အာဏာရှင်တွေကြီးစိုးသွားလို့ကတော့ဘယ်သူအတွက်မှအားလုံးမှတ်မိလေဦးမယ်မင်းကလေးတွေအကုန်ဘဝပြတ်တာပဲဗျကောင်းကောင်းမွန်အသက်မွေးလို့မရဘူးအရွယ်ရောက်လာတဲ့ဝစ်ချင်စားခြင်းတွေပတ်စံလိုချင်တယ်ပတ်စံသူတို့လက်ထဲမှာပဲသူတို့နဲ့သူတို့ခရိုနီတွေလက်ထဲမှာပဲကိုခန္ဓာတွေရင်းရတယ်ဘဝတွေရင်းရတယ်ကျွန်တော်လက်တွေ့နောက်ဆုံးမြန်မာပြည်သူပြည်သားအချင်းချင်းစစ်ကြုံပြုတ်နော်လိန်ကြုံပြုတ်တယ်ခေါ်တယ်အဲ့ဒါမျိုးလိန်ကြုံပြုတ်ုံတင်မကောက်ကျွန်တော်ကိုတွေ့ရောက်လာတာကိုရီးယားတယောက် ice cream ဆက်ရုံထောင်မလို့တဲ့ကျွန်တော်ရက်ွက်ထဲမှာအိမ်တစ်လုံးငှားမြန်မာမင်းကလေး2ယောက်3ယောက်တယောက်ကမန်နေဂျာတဲ့တယောက်ကသူ့ရဲ့ PSO တဲ့တယောက်ကအိမ်တော်ဒိန်းနဲ့ရှောက်ခန့်ထားတာအဲ့ဒီမြန်မာမင်းကလေး3ယောက်လုံးကအဲ့ဒီကိုရီးယားနဲ့အတူတူနေပေးရတယ်ကိုခန္ဓာရင်းရတဲ့အပြင်အဲ့ဒီကိုရီးယားရဲ့တငယ်ချင်းတွေရောက်လာရင်တော့ပျော်တော်ဆက်ရတယ်ထပ်ပြောလိုက်မယ်အဲ့ဒီ main ကလေး3အောင်လုံးပညာတတ်တဲ့ရုပ်ရည်အတော်လေးကိုတန့်ပြတ်နိုင်ငံကျွန်တော်တို့အားလုံးနှိမ့်စစ်ကြုံဖြစ်စစ်အာဏာရှင်စနစ်ကြောင့်နှိမ့်ပါတော့မြန်မာအချင်းချင်းစစ်ကြုံလိန်ကြုံပြုံတယ်မကနိုင်ငံသားတွေကပါဝင်ပြီးတော့အမျက်ထုတ်တော့တယ်ယနေ့ထိုင်းမှာမြန်မာအမျိုးသမီးလေးတွေလိန်ကိစ္စပျော်တော်ဆက်မယ်ဖြစ်နေတာအများကြီးပဲအစင်မပြေတော့ဘူးလေဘဝအစင်မပြေတော့ရှိတဲ့နီလန်ပေါင်းစုံနဲ့အသက်မွေးရတော့တာလူငယ်တွေယောက်ျားလေးတွေဘလူသွားပြီးတော့ဗျာအလုတ်ကင်အခွင့်ရေးရတော့မလဲအဲ့ခါလူငယ်တွေကခင်ဗျားတို့အားလုံးမှတ်မိပါတယ်လက်ဖေးဆိုင်ထိုင်မယ်ဘီယာဆိုင်ထိုင်မယ်ဘာမှအလုတ်ကလည်းရေရမရှိတော့မျောလင်းချက်တွေမရှိတော့နော်ယောက်ျားလေးတွေမှာဘာလို့ရမလဲမသိတချို့မူရစေဝါသမားတွေဖြစ်လာတယ်ဘဝအိမ်မက်တွေပျောက်ဆုံးကုန်တယ်အားကစားလောကလုံးဝချုပ်ငိမ့်တဲ့သဘောပဲမြမဘောလုံးကလည်းအတော်ကျဆင်းသွားပြီကျွန်တော်ငယ်စဉ်ကအာရှမှာချန်ပီယံနေအပြေးချန်ပီယံဂျန်နီဖာတင်လေးအပြစ်ချန်ပီယံမရှိတော့ဘူးဘယ်သူမှလည်းတန်လုံးတွေတန်ခွင်းတွေလှန်တန်းတွေမပြစ်တော့ဘူးဘာလို့လဲဆိုတော့ဘယ်သူမှလည်းအာမပေးတော့ဘူးဗျာအာရှအဆင့်မပြောနဲ့အရှိတောင်အာရှအဆင့်တော့မရှိတော့တချို့အားကစားအဖွဲ့ချုပ်တွေဆိုရင်ရေကူးအဖွဲ့ချုပ်တို့ပါတော့မရှိတော့ဝင်မပြိုင်နိုင်ဘူးတင်းနစ်အဖွဲ့ချုပ်တို့အကုန်လုံးပြည်သူလူထုရဲ့အကျင့်စာရိတ္တမန်တိုင်းစီးပွားရေးပညာရေးကျန်းမာရေးအကုန်သွားတာဒါကြောင့်စစ်အာဏာရှင်စနစ်ကြီးကအင်မတန်ဆိုးတာခုနလင်းကျုံကိစ္စထပ်ပြောမယ်အမှန်တဲ့အမှန်တော့ကျွန်တော်လောက်ကြရင်မပြောဘူးပြန်ကြားရေးဝန်ကြီးတယောက်ကိုပြောတော့ဆက်တာမင်းကလေးချောလာတယောက်ကိုဒီကုမ္ပဏီတစ်ခုရဲ့မန်နေဂျာသဘောမျိုးပေါ့သူ့ကိုပြောတော့သွားဆက်ရတာဘာမေးတယ်ထင်လဲဟေးကောင်တ
ယောက်ထဲလားကွာလို့မေးတာမိန်းကလေးတယောက်ထဲလားတဲ့သူ့ကိုလာပို့တာအဲ့ဒီလိုကောင်ကြီးကြီးဆိုးခဲ့တယ်ဗမာပြည်မှာအဲ့ဒီကောင်ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့တယ်ကျွန်တော်နာမည်မပြောတော့ယွန်လုံးလို့ဗျာအဲ့တော့ကျွန်တော်တို့ဒီဘဝကိုဘယ်သူမှပြန်မသွားကြတော့ကျွန်တော်ဘာလို့တော်လှန်တာလဲကျွန်တော်ပြိတ္တတွေဗျကျွန်တော်ခေတ်ဆက်တော်လှန်ခဲ့တယ်ကျွန်တော်ပြိတ္တတွေကျွန်တော်ကလူကြားထဲနေတာဘောလုံးကန်နဲ့ရက်ကွက်ကနောက်ဆုံးကျွန်တော်အသက်40လောက်မှာကျွန်တော်ပေါင်းတဲ့လူငယ်လေးတွေ22နှစ်သူတို့ရဲ့ရီးစားလေးတွေသူတို့လည်းသိနေကောင်လေးတွေကဗျာဘလောက်အသေးကွက်မလဲသူတို့သိနေသူတို့ကောင်မလေးကအဲ့ဒီကောင်မလေးရဲ့တထေးနဲ့ဒါမှမဟုတ်လေပတ်စံနဲ့ရှိတဲ့ကောင်နဲ့တခါတလေချင်းတွေ့နေလားသူတို့မှတန်တရားရှိတယ်မေးလည်းမမေးရဘူးကောင်မလေးကိုမေးလိုက်လို့ yes ဆိုရင်သွားပြီလေအသက်ကွဲလို့မကောက်ဘူးဒူးညို့ကွေးကြပါမယ်ဘလောက်ရင်နာစရာကောင်းနောက်ဆုံးဘလို့ဖြစ်လာလဲစစ်အာဏာရှင်စနစ်စစ်ကျွန်လိန်ကျွန်အမျိုးစုံသောကျွန်တွေဖြစ်ပြီးတော့ဘလောက်ရင်နာစရာကောင်းလာလဲဆိုအဲ့ဒီကိစ္စမျိုးတွေကိုတိတိကြီးနဲ့ငြိမ်ခံကြရတော့တယ်ဒါကြောင့်စစ်အာဏာရှင်စနစ်ဆိုတာဘယ်လို့မှမကောင်းဘူးဗျအခုကျွန်တော်တို့ကပြည်သူလူထုကိုရဲဆက်ဆက်ပြက်ခတ်ဖြိုခွင်းနေဆိုတာလေအဲ့ဒါပဲအရက်ဆက်ဆုံးလုပ်တဲ့လူတွေဟာသူတို့များယာရူးတိုးမလားဆိုတော့မျှော်လင့်ချက်ဒီကောင်တွေရဲ့စိတ်ဓာတ်ကဒီလောက်ပဲရှိတယ်နောက်တချို့ကျွန်တော်ထပ်ပြောမယ်ကျွန်တော်တိတိကျကျသိတယ်အဲ့ဒါယာဘားတွေကျွေးထားတာဟိုလက်အောက်ကဘာမှယာရူးမရှိတဲ့ကောင်တွေအရက်တွေတိုက်ထားတာခင်ဗျားတို့တွေ့လိမ့်မယ်မော်တော်ဆိုင်ကယ်ကိုသွားပြီးအသက်လို့ခဲနဲ့15ချိန်ထုအဲ့ဒါယာဘားရဲ့လက္ခဏာပဲစိတ်ကြွယူသွတ်စေးပြားရဲ့လက္ခဏာပြီးရင်စစ်တိုက်ရင်ဘလို့ပြောလဲအားလုံးသိတဲ့တိုင်းရင်းသားတွေကိုယနေ့အားလုံးကိုချင်းစာနေဒီရွာကိုဝင်စီပြီးရင်ရွာကြိုက်တာအကုန်ယူမင်းတို့ဆိုပြီးမြောက်ပေးထားတာရွာကြက်ကိုတတ်စားတယ်နွားကိုတတ်စားတယ်အမျိုးသမီးတွေကိုမရင်းကျက်တချို့အမျိုးသမီးငယ်တွေထွက်ပြေးသွားရင်ရှိတဲ့ကလေး3 4ယောက်5ယောက်အမေတွေကိုမရင်းကျက်ဒီကောင်တွေကဒီလိုကောင်တွေအဲ့တော့အခုရန်ကုန်မြို့ပေါ်မန္တလေးမြို့ပေါ်မြို့ပြပေါ်မြို့ကြီးမြို့ပြမုံရွာဟလာမြို့တွေဘုံတက်လာပြီဒီကောင်တွေဒါတွေလို့ဖို့ကြံစီနေပြီနောက်ဆုံးမဒိန်းကျင့်ဖို့လောက်အထိကြံစီနေပြီဒါကျွန်တော်တို့သိအဖမ်းခံရတဲ့အမျိုးသမီးလေးတွေသူတို့အဲ့လောက်ထိမြောက်ပေးထားလို့သူတို့အဒီလောက်ထိလှုပ်တာအဲ့တော့ဒါတွေဒီ war crimes ခေါ်တယ်စစ်ရာဇဝတ်မှုတွေစစ်အာဏာရှင်စနစ်ကိုဘယ်လို့မှကျွန်တော်တို့ဟာရနီးနဲ့ဆက်တော်လှန်ရမယ်ကျွန်တော်တို့မမေ့ဖို့ကတော်လှန်ရေးကတိုးရင်တိုးမယ်ရှိချင်းကာလရှိချင်းရှိကျွန်တော်တို့အရှုံးမပေးဖို့တော့လိုအပ်တယ်ရတဲ့နီးနဲ့တော်လှန်နေရမယ်နှုတ်မို့လို့ကတော့ကျွန်တော်တို့ဘဝတွေခင်ဗျားတို့ဘဝတွေအားလုံးတွားပြီဒါအရေးကြီးဆုံးအချက်ပါပြည်ပရောက်တော်လှန်ရေးအင်အားစုတွေရဲ့ပြည်ပလှုပ်ရှားမှုတွေကတော့နိုင်ငံခြားစစ်တပ်ကြီးတွေဝင်လာဖို့အထိအောင်တော့ကျွန်တော်တို့မစွမ်းဆောင်နိုင်သေးဘူးဒါအမှန်တိုင်းဝန်ခံတာဒါပေမဲ့ပြည်ပမှာမင်းအွန်လိုင်းနဲ့အာနာယူတတိုက်ရဲ့အဆွဲအပွားတွေခန့်ထားတဲ့အရာရှိတွေဘယ်လိုမှနေရာမရအောင်တော့ကျွန်တော်တို့ဆောင်ရွက်ထားနိုင်စေဖြစ်ပါတယ်နောက်ပြည်ပအသေးကြပေါ့အေးအေးယူမှာပါဒီအာနာယူတွေရဲ့ဆွေတော်မျိုးတော်တတိုက်တပည့်တပန်းတွေရဲ့ဆွေတော်မျိုးတော်တွေဒါပေမဲ့နည်းနည်းကြာပါတယ် process တွေကဒါအမှန်တိုင်းပါစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တဲ့အထိကျွန်တော်တို့လုပ်ရမှာပါအမြင့်ပြတ်တဲ့အထိလုပ်ရမှာပါအဲ့ဒီအပြင်စစ်တပ်ကိုလုံးဝပြောင်းလဲပြရမယ်ဆိုတာကိုကျွန်တော်အပြည့်အဝထောက်ခံပါတယ်ဘာလို့လဲဆိုတော့ခုနလိုသူတို့လုပ်နေတဲ့ပုံစံကခုနပုံစံအာဏာကိုယူကြတာဟိုးထိတ်ဆုံးကနေအောက်ဆုံးအထိယူကြဒီလိုပြည်သူလူထုကိုရဲရဲဆက်ဆက်လုပ်ရင်ယာထူးများတစ်ဆင့်ချင်းတက်လာမလားဆိုပြီးအခွင့်အရေးများရမလားဆိုရဲရဲဆက်ဆက်လုပ်ကြတာအဲ့လိုလူတွေကိုကျွန်တော်လူအတိုင်းဝိုင်းကနေလုံးဝဖယ်ထုတ်ရမယ်ဖယ်ရှားပြရမယ်ကျေးဇူးတင်